အပေါ်ကနေဆရာတယောက်ကနောက်ဆရာမကောင်းကြောင်းပြောနေတော့အာမင်းလုပ်တဲ့ဖွဲ့ရရှိသေးတယ်ဘယ်လိုကောင်းကြီးရှိမှလဲလို့ဘာရေးဆရာတယောက်ဘာပြောလဲမြန်မာပြည်ရတဲ့သူမြောက်စိတ်ရင်နဲ့ပဲဆင်းရဲသွားပြီတဲ့စိတ်ရင်နဲ့ဆင်းရဲသွားပြီတဲ့အဲ့ထဲမှာငါတို့ယုံကြည်သူတွေပါနေတာကိုငါမခံစားနိုင်တာအပေါ်ကနေဆရာတယောက်ကနောက်ဆရာမကောင်းကြောင်းပြောနေတော့အာမင်းလုပ်တဲ့ဖွဲ့ရရှိသေးတယ်ဘယ်လိုကောင်းကြီးရှိမှလဲလို့စဉ်းစားဖို့လိုပါတယ်ညီကိုမောင်မတို့ဒီမှာညီကိုမောင်မတို့အောင်မြင်ခြင်းတို့ကောင်းစားခြင်းတို့ဆိုတာကြိုးစားခြင်းနဲ့မဆိုင်ဘူးနားထောင်ညီကိုမောင်မတို့ကြိုးစားလို့သာအောင်မြင်မယ်ကောင်းစားမယ်ဆိုရင်လမ်းဘေးမှာကူလီထားနေတဲ့ကောင်တွေအလုတ်ကျန်းလုံတဲ့ကောင်တွေကမနက်ကနေညထိထားနေတာ10နှစ်ကျော်ပြီမကောင်းစားဘူးဒီလောက်ကဒီလောက်ပဲ why ကြိုးစားလို့ကောင်းစားတာမဟုတ်ဘူးစိတ်နှလုံးကောင်းမှကောင်းစားခြင်းဟာတန်လိုက်ကတန်လိုက်နဲ့ကတ်တယ်လို့လာကတ်တာကောင်းစားခြင်းတို့အောင်မြင်ခြင်းတို့ဆိုတာကကြိုးစားခြင်းနဲ့လုံးဝမဆိုင်ဘူးကိုယ့်ဘာသာလှုပ်ရှားရှိတာတော့လုပ်ပါတယ်ကျွန်တော်တို့လည်းကြိုးစားပါတယ်ဒါပေမဲ့အောင်မြင်ဖို့ကြိုးစားတာမဟုတ်ကိုယ့်ရဲ့တန်ဖိုးကိုမကြတော့အောင်ထိန်းနေတာဒါပဲလူတယောက်ကချမ်းသာအောင်လှုပ်ရှားမလို့ကိုယ်တန်ဖိုးကိုမြင့်တင်တတ်ဖို့ပဲအရေးကြီးတယ်ကိုယ့်ရဲ့တန်ဖိုးကိုဘယ်လိုမြင့်တင်လဲကိုယ့်ရဲ့တန်ဖိုးကိုဘယ်လိုကြအောင်လုပ်လို့ရလဲဆရာရှင်းပြမယ်ကိုတန်ဖိုးတက်ချင်အချိန်မဖြုံးနဲ့တန်ဖိုးချချင်အချိန်ဖြုံးသင်တန်ဖိုးတက်ချင်ရင်အဲ့ဒီ social media တွေကိုအချိန်ကုန်မခံနဲ့ social media တွေမှာ Facebook တွေဘာတွေမှာသူများအကြောင်းတွေထိုင်နှားထောင်နေလို့သင်ဘဝတိုးတက်လာမှာမဟုတ်ဘူးသင်ဘာလုပ်ရမလဲဆိုတဲ့အရာတွေကိုသိဖို့ရန်အတွက်ကသင် study လုပ်ရတယ်သူများအကြောင်းသိလို့မရဘူးသူများအကြောင်းသိတာထက်သူများအကြောင်းသိပြီးတော့ဟိုလူမကောင်းကြောင်းဒီလူမကောင်းကြောင်းထိုင်ပြောနေတဲ့ဟာကသူများရဲ့မကောင်းတဲ့အရာတွေအလုံးသင်အထဲမှာဘာလို့အဝင်ခံမှာလဲဒါဆိုတော့အဲ့ဒီအရာတွေအလုံးအများစုကဘာဖြစ်စေလဲစိတ်နှလုံးမကောင်းအောင်လုပ်နေပြီဟိုလူမကောင်းကြောင်းကြားတယ်ကိုစိတ်ဆိုးတယ်ကိုလည်းဘာလုပ်လဲဝင်ဆဲတယ်ဝင်ပြောတယ်ဘာဖြစ်သွားပြီလဲဆဲတာပြဿနာမဟုတ်ဘူးကိုမသိတဲ့လူတယောက်ကိုထိုင်ဆဲတတ်တဲ့နှလုံးသားကြီးကစိတ်နှလုံးမကောင်းစားခြင်းအဲ့မှာဘာဖြစ်သွားပြီလဲအလဲစားခံလိုက်ရပြီလှည့်စားခံလိုက်ရပြီလူတယောက်ကိုတင်ကြီးကြီးလင်းလင်းနဲ့မကြည့်တတ်လို့မရအောင်ရှာမင်းရဲ့ရွှေထဲမှာရှိ